တရုတ်မှန်တူချင်းစကားပြောတွေကိုအပြင်ကလူတွေမပြောတဲ့အကြောင်းအရာတွေမပြောပါနဲ့လို့သူကပြောတယ်အပြင်မှာစကားအချင်းချင်းပြောရင်ပြောပါနဲ့အဲ့ဒီကနောက်တစ်ချက်သဘောကျတော့ပေါ့ဆရာမလုပ်ကြည့်ဘူးသေးဘူးပေါ့စကားပြောတွေရေးပြီးတိုင်းမှာတဲ့ဒါဆရာကရေးထားပြီးတာဖြစ်တယ်ကျမတို့မှပြန်ဖတ်တော့ပြန်ပေါ်တာပေါ့အဲ့လိုမျိုးရေးတိုင်းဒီပေါ့နော်စကားပြောတွေရေးတိုင်းမှာတဲ့ရေးပြီးရင်တဲ့စာရေးသူကကိုယ့်ကိုအတန်ထပ်ပြီးတော့ဖတ်ကြည့်ပါပြန်ဖတ်ကြည့်ပါတဲ့ဖတ်ကြည့်ပါအဲ့ဒီဒေါသနဲ့ဆိုဒေါသထွက်တဲ့အတန်တိုင်းပြန်ဖတ်ကြည့်တဲ့နားထဲမှာကိုနားထဲမှာကြားတဲ့ဟာအပြင်တိုင်းမဟုတ်ဘူးဆိုရင်ပြင်လိုက်ပါဟုတ်တော့အပြင်မှာအဲ့ဒါဆိုကနှစ်ချောင်းရေးတစ်ချောင်းချက်ဆိုတော့တကယ်လို့စကားပြောတာတွေကကျမတို့ကဖတ်လို့ကောင်းအောင်စကားလုံးတွေကိုကြွပြီးဖောင်းပနေလို့ကျမတို့ကဖတ်ပြီးလို့ချစ်ရမယ်ဆိုရင်ဒီစကားပြောရည်လည်းဖယ်ရမှာပေါ့ဖယ်ပြရမှာပေါ့နော်ဆရာဟုတ်ပေါ့ဖယ်ပြရမှာတပေါက်ဟိုဘာလို့ပြောလဲအတန်တိုင်းနားထောင်စီချင်တာလေစကားပြေကြီးကိုဖတ်ချင်တာမဟုတ်အတန်တိုင်းနားထောင်ချင်တာဟုတ်တယ်မဟုတ်လားလို့ပြောဖတ်နေရတယ်ဟုတ်တယ်မလားဟုတ်အဲ့လိုဖြစ်သွားအောင်